ပပဖန်ကရဲ့2026ဟောကိန်းကတကယ်ဖြစ်လာမလားပပဖန်ကဟာလာမယ့်2026ခုနှစ်အတွက်ကြက်သိမ်းထားစရာဟောကိန်းတစ်ခုထုတ်ခဲ့ရဲဆိုတာသိသိပါသလားသူမရဲ့ဟောကိန်းတွေကနှစ်တိုင်းလိုဆိုရှယ်မီဒီယာမှာနာမည်ကြီးလေးရှိပေမဲ့အခုက2025ခုနှစ်ဒီဇင်ဘာလရောက်နေပြီဆိုတော့လာမယ့်2026အတွက်ဘာတွေဟောထားလဲဆိုတာလူတွေအရင်စိတ်ဝင်စားနေကြပါပြီသူမရဲ့ဟောကိန်းတွေအရ2026ဝန်းကျင်မှာဥရောပတိုက်ဟာလူဦးရေအကြီးအကျယ်လျော့နေသွားပြီးလူသူကင်းမဲ့လူနီးပါဖြစ်သွားမယ်လို့ဆိုထားပါတယ်။ဒါကစစ်ပွဲတွေကက်ရောဂါတွေကြောင့်လို့ယူဆရပါတယ်။ဒါပေမဲ့ကောင်းတဲ့အချက်တစ်ခုကတော့2026မှာလူသားတွေဟာအိုမင်းချင်းကိုတိုက်ဖြတ်နိုင်ဖို့နှီးစပ်လာပါလိမ့်မယ်။ပျက်စီးသွားတဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုအစားထိုးကုသတဲ့နည်းပညာတွေအောင်မြင်လာမယ်လို့ဆိုပါတယ်။တကယ်ရောယုံရမလား။တတိပြုရမှာကပပဖန်ကဟာ1996ကတည်းကဆုံးမသွားခဲ့တာပါသူမကစာအုပ်ရေးခဲ့တာမရှိပဲဗဇက်ရာဇဝင်နဲ့ပြောခဲ့တာဖြစ်လို့အခုထွက်နေတဲ့ဟောကိန်းအများစုကအင်တာနက်ကလောက်ကျန်ဖန်တီးထားတာတွေဖြစ်နိုင်ပါတယ်ဒါပေမဲ့သူမဟောကိန်းတွေထဲက61တိုက်ခိုက်မှုနဲ့ဆူနာမီအကြောင်းတွေမှန်ခဲ့ဘူးတော့2026ကရောဘာဖြစ်လာမလဲစောင့်ကြည့်ရမှာပါသင်ရောဒီဟောကိန်းတွေကိုရှုံလားဆိုတာကောမန့်မှာဆွေးနွေးပေးသွားကြပါအောင်နော်အခုလိုဘ ഹു တုတရဖွယ်အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့သိလွယ်ရာ channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်